အားလုံးပဲမြင်ပါကျွန်တော်တီဂျီတက်တော့ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ထုတ်ပြပေးဖို့တော့ကျွန်တော်ဒီဖက်စီပုံလေးဖြစ်ပါတယ်ဒီပုံကိုကျွန်တော် 5R 7R နဲ့နှစ်ချောင်းတုံးမှရေးထုတ်ပြတာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုရဲ့ဒီနောက်ဆုံးမှာဒီနောက်ဆုံး process လေးပြပေးထားပါတယ်ဒါတော့ကျွန်တော် shading နဲ့ဒါလေးကိုလိုချင်တယ်လို့လိုတဲ့နေရာလို့ shading နဲ့ဒါလေး shading လေးနည်းနည်းပို့လိုက်ပုံလေးဖြစ်ပါတယ်ဒါလေးပဲဒီဒါလေးပဲကိုလိုချင်တဲ့နေရာလေးကိုလိုတဲ့လောက်လေးပဲဒါလေးလိုက်ဖြစ်ပါတယ်ဒီမှာကကျွန်တော်ဒီကိုလိုချင်တဲ့နေရာကိုစိတ်တိုင်းစားတဲ့ဒါလေးတော့အမဲပလက်ပိတ်နေဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်စိတ်တိုင်းတိတ်မချနေကိုဘောစိတ်တိုင်းကြတဲ့စိတ်ရှိရှိနဲ့လိုက်ဖြစ်နေဖြစ်ပါတယ်ဒီမှာကကျတော့ကျွန်တော်ဒီ 5R နဲ့ကျွန်တော်ဒီကောက်ချောင်းလိုက်နေဖြစ်ပါတယ်ဒါကိုလိုချင်တဲ့လောက်ဒါလေးဒီစီးမချောင်းဒါလေးထိမ့်မှဒါလေးလိုက်ဖြစ်ပါတယ်ဒီပုံကိုလည်းကျွန်တော်ညမိုးချုံရရေးထုတ်ဖြစ်ပါတယ်ကျွန်တော်တင်နေပါလေမအားတော့ကြောင့်ကျွန်တော်ညဘက်မှာပဲကျွန်တော်ဒီပုံလေးရေးဖြစ်တာဖြစ်ပါတယ်ထုတ်ပြပုံ